ကျမဒီနေ့ရေပွဲလေးချက်စားပါမယ်ရှင်ရေပွဲလေးကိုကျမအရင်ဆုံးစီလေးတတ်ထားတာနဲ့ကျမအရင်ဆုံးလုပ်ပေးလိုက်ပါရရှင်အဲ့လိုမျိုးစီလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ကျမကချုပ်လေးကိုဖောက်ပြီးထည့်ပါတော့မယ်ရှင်ကဲခုကတော့ကြက်လေးဖောက်ထည့်လိုက်ပါရရှင်ကြက်လေးဖောက်ထည့်ပြီးသွားတဲ့အချိန်မှာရေပွဲလေးနဲ့ကြက်လေးနဲ့တသားလေးဖြစ်သွားအောင်ကျမမှုရေးလိုက်ပါရရှင်အဲ့လိုမှုပေးမှလည်းရေပွဲနဲ့ကြက်နဲ့ကအသားလေးဖြစ်နေပြီးတော့အရင်ကစားလို့ကောင်းတဲ့ဟင်းတစ်ခွက်ရမှာပဲဖြစ်ပါရဲ့ရှင်အဲ့ချိန်မှာကြက်လေးတွေကလည်းကြီးရေပွဲလေးနဲ့ကြက်လေးနဲ့တသားလေးဖြစ်သွားပြီးဆိုလို့ရှိရင်တော့အရင်ကစားလို့ကောင်းတဲ့ဟင်းတစ်ခွက်ရပါတော့မယ်ရှင်မွေးမတက်ကနေပြီးတော့သူတို့တွေကတသားလေးဖြစ်သွားတော့မယ်အချိန်ရောက်ပြီဆိုတော့ねကျွန်တော်ကတရုံနန်းနန်းလေးကိုစားထည့်ပါတော့မယ်ရှင်ကဲအခုဆိုရှင်မတရုံနန်းနန်းလေးကိုထည့်လိုက်ပါပြီရှင်တရုံနန်းနန်းလေးကိုထည့်ပြီးတော့ကျွန်မမွေပါတယ်မွေပြီးတဲ့အချိန်မှာဆိုလို့ရှင်တော့အရန်ကိုစားလို့ကောင်းတယ်အရန်ကိုမွေးနေတဲ့ရေဘိုးချက်လေးရပါတော့မယ်ရှင်ကဲအခုဆိုလို့ရှင်တော့ရေလေးလည်းနည်းနည်းလေးခံသွားပြီဆိုလို့ရှင်တော့စီလေးပြန်လာပြီဆိုတာနဲ့အရန်ကိုစားလို့ကောင်းတဲ့ရေဘိုးချက်လေးရပါပြီရှင်